ပြီးကြပါကုန်၏အရှင်ဘုရားဒါရကတိကမောင်တို့ရဲ့ဒါနမှာဒါနတိကဘာဝနာကုသိုလ်ပါရမီတွေတရဏဂုကုသိုလ်ကောင်းမှုတရားတွေကုသိုလ်ကောင်းမှုအများများပြုလုပ်ပြီးတော့သွားတဲ့အတွက်မျိုးဘာသာသာသနာရဲ့အကျိုးကိုအများကြီးသိဖို့ပြီးတော့သွားတဲ့အတွက်ဧကမုဒ္ဒကောင်းရာတုပ္ပတိကိုနားရောက်ပြီးတော့ဒီမှာသူအားဖြင့်ဘဝတော်သို့ပြောင်းသွားသောဆိုတော်ဘုကမောင်တို့အားလူနိုင်ဖြစ်သောဤစိတ်ချမ်းသာနိုင်နိုင်ဖြစ်သောဤစိတ်ချမ်းသာတို့ကိုရရှိပါစေရန်